ပေါ်တူဂီတို့ကတော့ဥဇဘက်ကစ္စတန်ကိုလုံးဝကိုချက်ပြုတ်သွားခဲ့ပါတယ်။ကွန်ဂိုနဲ့ပွဲစဉ်မှာရုန်းကန်ခဲ့ရပြီးနောက်ပိုင်းပေါ်တူဂီအသင်းနဲ့ရိုနယ်ဒိုပေါ်မှာဝေဖန်မှုတွေတော်တော်လေးဆူညံသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ကအဲ့ဒီစကားအသံတွေအားလုံးကိုအေယာမနိုင်ပွဲကြီးတစ်ခုနဲ့ပြက်ပြက်သားသားတုံ့ပြန်လိုက်ပါပြီ။တချို့လူတွေကတော့ဒါဥဇဘက်ကစ္စတန်မို့လို့ရိုနယ်ဒိုကအသင်းငယ်လေးတွေကိုပဲအနိုင်ကျင့်နေတာလို့ပြောကြပါလိမ့်မယ်။ဒါပေမဲ့လက်တွေ့မှာတော့ဥဇဘက်ကစ္စတန်ကတော်တော်လေးကောင်းမွန်တဲ့အသင်းတစ်သင်းပါ။ပေါ်တူဂီကသာတိတ်ကိုကောင်းလို့နိုင်သွားတဲ့ပွဲမျိုးပါဒါပထမဆုံးပွဲစဉ်ကလေးကကျွန်တော်တို့ပေါ်တူဂီအသင်းစီကနေမြင်တွေ့ကျင်ခဲ့တဲ့ကစားပုံမျိုးပါပဲဒီတစ်ချိန်မှာတော့ပေါ်တူဂီအသင်းရဲ့ကစားပုံဟာတိတ်ကိုလှပခဲ့ပြီးတကယ်ကိုမျက်စိပဓာသာဖြစ်စေခဲ့ပါတယ်ကွင်းထဲမှာဘောလုံးရှိချိန်ရောဘောလုံးမရှိချိန်လှုပ်ရှားမှုတွေကိုအရင်ပွဲတွေနဲ့လုံးဝကိုကွာခြားသွားစေခဲ့ပါတယ်အသက်42နှစ်အရွယ်ရိုနယ်ဒိုကဒီပွဲမှာ2ဂိုးသွင်းယူသွားခဲ့ပြီး2006 2010 2014 2018 2022နဲ့ယခု2026အထိကမ္ဘာဖလား6ကြိမ်ဇက်တိုက်ကိုသွင်းယူနိုင်ခဲ့တဲ့သမိုင်းတစ်လျှောက်တဦးတည်းသောကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။တက်ဆတ်ပြည်နယ်ဟူစတန်ကဒီ Energy Studio ထဲမှာရိုနယ်ဒိုကိုကိုယ်တိုင်သွားကြည့်ခဲ့တဲ့ပရိသတ်တွေအတွက်ကတော့ဒါကဘယ်တော့မှမေးဖြောက်လို့မရမယ့်အမတ်တရအခိုင်အတန့်မျိုးပါပဲ။ပွဲစားပြီးပထမ10မိနစ်မှာတင်ပေါ်တူဂီတို့ကလုံးဝ on fire ဖြစ်နေခဲ့ပါတယ်။ဖိအားပေးမှုအရှိန်အဟုန်တွေဘောလုံးရွေရမှုတွေကတကယ်ကိုမြန်ဆန်လွန်းခဲ့ပါတယ်။ပထမ9မိနစ်မှာတင်ရိုနယ်ဒိုအခွင့်အရေးတစ်ချိန်လွဲချော်ခဲ့ပေမဲ့သူကဇက်တိုက်လွဲချော်နေမဲ့သူမဟုတ်ပါဘူး။ကန်ဆယ်လိုရဲ့ပြီးပြည့်စုံတဲ့ဖြတ်တင်ဘောကနေရိုနယ်ဒိုကအပိုင်ပိတ်သွင်းခဲ့ပါတယ်။အဲ့ဒီဂိုးမှာတေချာကြည့်ရင်ဦးစပတ်နောက်ခံလူတွေကိုအာယုံလွှဲပြီးတော့အမြန်ဆွဲပြေးသွားတဲ့ရိုနယ်ဒိုရဲ့ညံရည်မြင့်တဲ့လှုပ်ရှားမှုမျိုးကိုတွေ့ရပါလိမ့်မယ်။ကွန်ဂိုနဲ့ပွဲမှာဒီလိုဖြတ်တင်ဘောတွေတိတ်မရခဲ့ပေမဲ့ဒီပွဲမှာတော့အလုပ်ဖြစ်သွားခဲ့ပါတယ်။ဒုတိယဂိုးမှာတော့တကဘာလုံးကရိုနယ်ဒို free kick ကန်မယ်လို့ထင်ခဲ့ပေမဲ့နူနိုမန်ဒက်စ်ကကန်သွင်းသွားခဲ့ပါတယ်။ဥဇဘက်ကစ္စတန်လူငယ်ဂိုးသမားနီမာတော့အတွက်ကတော့သူ့ရဲ့ကစားသမားဘဝအကြီးမားဆုံးပွဲစဉ်မှာအခုလိုဆိုးရွားလွန်းတဲ့လက်စွမ်းတွေပြင်ကိုသွင်းခဲ့မိတာကတော့တကယ်ကိုစိတ်မကောင်းစရာပါပဲ။အဲဒီနောက်မှာတော့ဥဇဘက်ကစ္စတန်တို့ခြေပါကိုတကူပြန်ရခဲ့ပေမဲ့ပြစ်ဒဏ်ဘောဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။အဲဒီကိုပယ်ဖြတ်ပြီးတာနဲ့တပြိုင်နက်ပေါ်တူဂီတို့ကပွဲကိုအပီးတက်ဖို့ကြိုးစားပါတော့တယ်။ရီနာဒိုဗေဂါကနေတဆင့်ဘရူနိုဖာနန်ဒက်စီကိုဘောလုံးရောက်သွားခဲ့ပြီးဘရူနိုကရိုနယ်ဒိုစီကိုအတိအကျဖန်တီးပေးခဲ့ပြီး3ဂိုးဖြစ်သွားစေခဲ့ပါတယ်။ဘရူနိုကရိုနယ်ဒိုစီဘောလုံးမပေးဘူးလို့ပြောနေတဲ့ဟေဒါစ်တွေရဲ့ပါဇက်ကိုအကောင်းဆုံးပိတ်ပေးလိုက်တာပါပဲ။နောက်ပိုင်းမှာတော့ဥဇဘက်ကစ္စတန်ကကိုဂိုးကိုသွင်းမိတာနဲ့ရာဖေးလီယာအိုရဲ့လှပတဲ့အဆုံးသက်သွင်းဂိုးတွေနဲ့အတူပွဲရလက်က9ဂိုးပြတ်ဆိုတဲ့အပီးသက်ခြေမုံမှုကြီးဖြစ်သွားခဲ့ပါတယ်။ဒီပွဲမှာရိုနယ်ဒိုအများကြီးပိုကောင်းလာတာကဘောလုံးမရှိချိန် off the ball လှုပ်ရှားမှုတွေပါပဲ။ကွန်ဂိုနဲ့ပွဲတုန်းကသူကရက်နေခဲ့တာများခဲ့ပေမဲ့ဒီပွဲမှာတော့တောင်းပြက်အပြေးတွေနောက်ခံလူတွေကိုဆွဲထုတ်တာတွေနဲ့အကောင်းဆုံးလုပ်ပြသွားခဲ့ပါတယ်။ဒီပွဲမှာပေါ်တူဂီရဲ့ set piece တွေကလည်းတကယ်ကိုအမှန်ခံပါပဲရိုနယ်ဒိုမန်ဒက်စ်ဘရူနိုတို့3ယောက်ကရက်နေခဲ့ပြီးတော့ရိုနယ်ဒိုကထွက်သွားမလို့လုပ်ပြီးရုတ်တရက်ပြေးဝင်သွားခဲ့တာတွေကရိုနယ်ဒိုရဲ့ hat trick ကိုဖြစ်လို့နီးပါပဲ set piece နီးပြူပါတွေကဒီပွဲမှာတကယ်ကိုအဆင့်မြင့်လွန်းပါတယ်ဒါပေမဲ့ဒီပွဲရဲ့အကြီးမားဆုံးကွာခြားချက်ကဘာလဲဆိုတော့အဲ့ဒါကဘာနာဒိုဆေးဘာစ်မပါဝင်ခဲ့တာပါပဲသူ့ကိုအပြစ်ပြောချင်တာတော့မဟုတ်ပေမဲ့သူမပါတဲ့အခါပေါ်တူဂီရဲ့ကစားကွက်ကပိုပြီးမြန်ဆန်လာတယ်။ဘောက်စတဲကိုပြေးဝင်တာတွေပိုများလာတယ်။ပွဲချိန်22မိနစ်လောက်မှာကန်ဆယ်လိုဘောလုံးရချိန်မှာဥဇဘက်ဘောက်စ်ထဲမှာပေါ်တူဂီကစားသမား3-4ယောက်လောက်ရောက်နေပါတယ်။ကွန်ဂိုနဲ့ပွဲတုန်းကရိုနယ်ဒိုတယောက်တည်းနောက်ခံလူတွေကြားထဲမှာအထီးကျန်နေခဲ့ရတာပါ။ဒီနေ့ပွဲစဉ်မှာတော့ရှေ့ကိုဒရက်ဂျန်တက်ကစားခဲ့တာကအသင်းအတွက်အရန်ကိုအကျိုးရှိသွားခဲ့ပါတယ်။နောက်ထပ်အားသာချက်တစ်ခုကတော့ရူဘင်ဒီယက်စ်ဒိုင်ယာကနေပြန်လည်ပါဝင်လာတာပါသူရဲ့တည်ငြိမ်မှုကအသင်းခံစစ်ကိုအများကြီးယုံကြည်မှုရှိသွားစေခဲ့ပါတယ်နူနိုမန်ဒက်စ်ကလည်းတိုက်စစ်လိုက်ပါမှုရောခံစစ်မှာပါအမခန်းခြေစွမ်းပြသွားခဲ့တဲ့တကယ်ကိုယူလောက်စရာကောင်းတဲ့ဘောလုံးသမားတစ်ယောက်ပါတစ်ဖက်ကဥဇဘက်ကစ္စတန်ကိုလည်းကြည့်အောင်သူတို့ကကိုလံဘီယာနဲ့ပွဲရထက်အများကြီးပိုဆိုးရွားခဲ့ပါတယ်အဓိကအားနည်းချက်ကတော့ကြန့်ခိုင်မှုနဲ့လျင်မြန်မှုပါပဲမတ်လမှာသူတို့ကခြေစွမ်းပွဲကိုဂါဘွန်နဲ့ဗင်နီဇွဲလားတို့လိုအသင်းတွေနဲ့ကစားခဲ့တာကသူတို့အတွက်ကောင်းကောင်းမပြင်ဆင်ပေးနိုင်ခဲ့ပါဘူး။ပြင်သစ်၊အီကွေဒေါတို့လိုအသင်းကြီးတွေနဲ့ခြေဆန်းခဲ့တင်တာပါ။သူတို့ရဲ့အဓိကတိုက်စစ်မှုရှိုမူရိုဒေါ့ကိုပေါ်တူဂီကစားသမား3ယောက်လောက်ကတ်ထားတာကြောင့်ဘာမှမလုပ်နိုင်ခဲ့ပါဘူး
အတွေ့အကြုံရင်ကစားသမားတွေကြောက်လန့်နေချိန်မှာအသက်16နှစ်အရွယ်ကလေးလေးကသာအသင်းမှာအကောင်းဆုံးကစားသွားနိုင်ခဲ့တာအံ့ဩစရာပါပဲဒါပေမဲ့ဥဇဘက်ကစ္စတန်ပရိသတ်တွေအနေနဲ့စိတ်ပြက်အားငယ်နေစရာမလိုပါဘူးဒါသူတို့ရဲ့ပထမဆုံးကမ္ဘာဖလားပါပဲတောင်ကိုရီးယားဩစတြေးလျတို့လိုအစဉ်အတန်းမျိုးရောက်ဖို့ဆိုရင်အခုလိုအသင်းကြီးတွေနဲ့ကစားပြီးသင်ခန်းစာယူဖို့လိုပါတယ်2030ကမ္ဘာဖလားမှာသူတို့ဒီထက်အများကြီးပိုကောင်းလာပါလိမ့်မယ်အခုလောလောဆယ်တော့နောက်ဆုံးပွဲစဉ်ကွန်ဂိုအနိုင်ကစားပြီး32သင်းအဆင့်တက်နိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါပဲပေါ်တူဂီသင်းကလည်းအခုဆိုရင်ယုံကြည်မှုအပြည့်ပြန်ရသွားပါပြီဒါပေမဲ့သူတို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုကြီးကတော့နောက်ပွဲမှာကိုလံဘီယာကိုအနိုင်ရနိုင်မလားဆိုတာပါပဲဒီပွဲကိုမိုင်ယာမီမှာကစားရမှာဖြစ်လို့ကွင်းထဲမှာကိုလံဘီယာပရိသတ်က85%လောက်ရှိနေမှာပါဒါဟာရိုနယ်ဒိုအတွက်တော့ဒါပစင်ဆန်းချက်ကိုရင်ဆိုင်ရမယ့်ပွဲဂျာအိုကန်ဆယ်လိုအတွက်လူးဝစ်ဒီယက်ကိုထိန်းချုပ်ရမယ့်ပွဲပါဒီပွဲကတကယ်ကိုရုပ်ရှင်ကားတကားလို့ကြည်ကောင်းမဲ့ပွဲစဉ်မျိုးပါပဲပေါ်တူဂီသားအဲ့ဒီပွဲကို3-9လောက်နဲ့နိုင်ခဲ့ရင်သူတို့ကကွာတာဖိုင်နယ်ဆီမီဖိုင်နယ်တွေအထိတက်ရောက်နိုင်မဲ့အသင်းအဖြစ်သက်သေပြနိုင်ပါလိမ့်မယ်ဒီနေ့ပွဲစဉ်အတွက် rating ပေးရရင်တော့အသက်42နှစ်အရွယ်ကြီးမှာ2ဂိုးထိသွင်းယူထားတဲ့ CR7 ကို Man of the Match အဖြစ်သတ်မှတ်ပေးရမှာပါပဲကျွန်တော်ကတော့ rating ကို 8.5 out of 10လောက်ပေးချင်ပါတယ်ဒီပွဲမှာကျွန်တော်တို့သေချာမြင်လိုက်ရတာကတော့ရိုနယ်ဒိုကတာမန်လူသားတစ်ယောက်မဟုတ်ဘူးဆိုတာပါပဲအသက်42နှစ်အရွယ်မှာဒီလိုကမ္ဘာအဆင့်ထိပ်တန်းပြိုင်ပွဲကြီးတစ်ခုမှာရှင်ပြိုင်နိုင်ဖို့ဆိုတာဘယ်သူမှလွယ်လွယ်လေးမလုံးနိုင်တဲ့အရာပါသူ့ရဲ့ကြန့်ခိုင်မှုတွေမယိမ်းရိုင်တဲ့စိတ်သက်ခွန်အားနဲ့ကိုသွင်းခြင်းနဲ့စာလောင်မှုတွေကအခုထိကိုတကယ်ကိုအမခန်းပါပဲဝေဖန်မှုတွေဘလောက်ပဲကျဲလောင်ပါစေသူကတော့ကွင်းထဲမှာသွင်းကိုတွေစံချိန်သစ်တွေနဲ့ပဲအမြဲတမ်းအကောင်းဆုံးတုံ့ပြန်လေးရှိပါတယ်ဒီနေ့ပွဲစဉ်ကတော့ရိုနယ်ဒိုဟာသူဟာကမ္ဘာအကောင်းဆုံးအဆုံးသက်သမားကမ္ဘာအကောင်းဆုံးဘောလုံးသမားဖြစ်နေသေးကြောင်းတကမ္ဘာလုံးကိုသတိပြန်ပေးလိုက်တဲ့ပွဲပါပဲကဲ90 minute break သက်ကြီးတို့ရောဒီနေ့ပေါ်တူဂီအသင်းရဲ့ခြေစွမ်းနဲ့ရိုနယ်ဒိုရဲ့စံချိန်သစ်အပေါ်ဘယ်လိုမြင်ကြလဲကိုလံဘီယာကိုရောအနိုင်ကစားနိုင်မယ်လို့ထင်လားအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်